မြန်မာကုံဆောင်ဂျိုရှွာဗန်တယောက် UFC စီမင်းပေါ်ဘယ်လိုမျိုးတက်လန်းလာခဲ့တာလဲမြန်မာသွေးချင်းချင်းတိုင်းသားဖိုက်တာဂျိုရှွာဗန်ကကမ္ဘာအကြီးဆုံး MMA ပြိုင်ပွဲဖြစ်တဲ့ UFC စီမင်းထက်ကအတောက်ပါဆုံးကျဲပွင့်သူဖြစ်လို့နေပါပြီဗန်အမေရိကန်ပြည်ထောင်စုဟျူဆန်မြို့မှာကြီးပင်းခဲ့ပြီးတော့ခက်ခဲတဲ့ဘဝကိုရင်ဆိုင်ကြော်ဖြတ်ကအသက်19နှစ်အရွယ်မှသာ MMA ၄ချိန်ကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်သူ့ရဲ့စိတ်ဓာတ်နဲ့ထိုးထွင်းကြိုးပမ်းမှုတွေကြောင့်မလို့ professional ဘဝမှာစတင်ပြီးမကြခင်မှာပဲ Fury FC Lightweight Champion ဆုကိုစုခုနိုင်ခဲ့ပါတယ်2023ခုနှစ်ဇွန်လမှာတော့ UFC စာချုပ်ကိုရယူနိုင်ခဲ့တဲ့ပထမဆုံးမြန်မာနိုင်ငံသားဖိုက်တာဖြစ်လာခဲ့ပါတယ်UFC စီမင်းထက်မှာဗန်အခုချိန်ထိ2025ခုနှစ်ဇွန်လမှတ်တမ်းအရတော့စုစုပေါင်း9ပွဲထိုးသက်ခဲ့တဲ့နေရာမှာ10ပွဲနိုင်ရပြီးတော့နောက်ဆုံး9ပွဲစတိုက်အနိုင်ရလက်အဆန်ညုံထိန်းထားနိုင်ပါတယ်ဗန်နမေကြီးလာတဲ့အဓိကအချိန်ဖြစ်တာက2025ခုနှစ်ဇွန်လမှာထိုးသက်ခဲ့တဲ့ UFC 317ပွဲစဉ်ဖြစ်ပါတယ်အဲ့ဒီပွဲမှာ Flyweight အဆင့်1က Brandon Royval ကိုတညီတညွတ်တဲ့အမှတ်နဲ့အနိုင်ယူခဲ့ခြင်းကြောင့်မလို့ Fight of the Night ဆုကိုရရှိခဲ့ပြီးတော့ကမ္ဘာအဆင့်မီ fighter အဖြစ်အသိအမှတ်ပြုခံခဲ့ရပါတယ်။ဗန်လက်ရှိမှာတော့ UFC Flyweight တိုင်းရဲ့တမိုင်းတစ်လျှောက်1မိနစ်အတွင်းအရေးပါတဲ့တိုက်ချက်အများဆုံးတိုက်ခိုက်နိုင်သူအဖြစ်လဲကမ္ဘာစံချိန်ကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ဘေးဒရီယာဗန်ကို The Fearless လို့ချစ်စနိုးခေါ်ဝေါ်ကြပြီးတော့သူ့ရဲ့အဓိကအားသာချက်ကတော့ထိုးကျိတ်တဲ့စွမ်းရည် striking မြင်မာခြင်းပဲဖြစ်ပါတယ်။ဗန်ရဲ့ကစားဟန်လင်းမြန်သွက်လက်ပြီးတော့တိုက်ခိုက်ရေးတီးကြမှု56%နီးပါးကောင်းမွန်တာကြောင့်မလို့ထိပ်တန်း fighter ဖြစ်တယ်ဆိုတာထင်ရှားပါတယ်။သူ့ရဲ့ခံယူချက်ကလည်းပြသပြီးတော့အခက်ခဲကနေလာတာဖြစ်ပါတယ်။ဘယ်သူမှမကြောက်ဘူးဆိုရဲစိတ်ဓာတ်မျိုးရှိပါတယ်။လက်ရှိမှာချန်ပီယံကပတ်အတွက်စိန်ခေါ်ခွင့်ရရှိလာခြင်းကဗန်ရဲ့အလားအလာကောင်းနေနဲ့လင်းမြန်တဲ့တိုးတက်မှုကိုအကောင်းဆုံးပြသလိုက်တာဖြစ်ပါတယ်။ချင်းတိုင်းသားဖိုက်တာဂျိုရှွာဗန်နဲ့လက်ရှိ UFC Flyweight တန်းချန်ပီယံအလက်ဇန်ဒါပန်နိုဂျာတို့ရှင်ပြိုင်မဲ့ခပတ်လူပွဲကအတွေ့အကြုံနဲ့စွမ်းအားကိုပြိုင်ဆိုင်မဲ့စိတ်လှုပ်ရှားစရာပွဲစဉ်မျိုးဖြစ်ပါတယ်။ပန်နိုဂျာကခပတ်ကို2နှစ်ကြာထိန်းသိမ်းထားကဝိုင်းချန်ပီယံဖြစ်ပြီးတော့ပြင်းထန်တဲ့ဖိအားပေးမှုနဲ့မြေပြင်တိုက်ခိုက်မှုတို့မှာသူကအားသာသူဖြစ်ပါတယ်။ဒါကိုတုံ့ပြန်မဲ့ဗန်ရောအသက်24နှစ်သာရှိသေးတဲ့လင်းမြန်တွက်လက်တဲ့ striker မျိုးဖြစ်ပြီးတော့သူ့ရဲ့တိုက်ခိုက်မှုတီးကြမှုနဲ့မြန်နှုန်းတို့က flyweight တိုင်းရဲ့စံချိန်တင်ထားနိုင်သူလည်းဖြစ်ပါတယ်။ပန်နိုဂျာအသက်အရွယ်ကြောင့်မလို့ဒီပွဲကိုဘွားနဲ့ရင်းပြီးတော့ကာကွယ်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ထိုးသက်သွားမှာဖြစ်ပြီးတော့သူ့ရဲ့ကျန်းတဲ့စကလုံးတွေနဲ့သူ့ရဲ့ပုံစံကဗန်ကိုစိတ်ပိုင်းဆိုင်ရာအရာ6လက်နိုင်စေပါတယ်။ဒါမဲ့လည်းဗန်အတွက်အဓိကအနိုင်ရမယ့်နီလန်ကတော့ပန်နိုဂျာရဲ့ဖိအားပေးမှုရှောင်ရှားပြီးဗန်ရဲ့ကိုယ်တိုင်ထက်မြက်တဲ့ထိုးကျိတ်စွမ်းရည်နဲ့အကွာဝေးယူကအမှတ်ယူကစားသွားဖို့ပဲဖြစ်ပါတယ်။အကယ်၍ဘန်နိုဂျာကဗန်ကိုမြေပြင်ပေါ်ဆွဲချနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဗန်အတွက်အခက်အခဲဖြစ်လာနိုင်ပါတယ်။ဒါမဲ့မြန်မာကန်နဝေးအောက်လိုင်းဆန်ကိုတိုင်ကွင်းကိုလာရောက်ပြီးတော့အားပေးမယ်ဆိုတဲ့ဂရီကဗန်အတွက်စိတ်ဓာတ်ပိုင်းဆိုင်ရာကြီးမားတဲ့ခွန်အားဖြစ်စေမှာပါ။ဒါကြောင့်မလို့အသက်35နှစ်ရွယ်ဘန်နိုဂျာရဲ့ညံရင်နဲ့အသက်24နှစ်ရွယ်ဂျိုရှွာဗန်တို့ရဲ့အရှိန်ဟုန်တိုက်ပွဲမှာဗန်ကပွဲအစပိုင်းမှာဖီယာကိုကျော်လွှားနိုင်ပြီးတော့တိုက်ခိုက်မှုတွေကိုထိရောက်အသုံးချနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ချန်ပီယံခပတ်ကိုရယူနိုင်မယ့်အခွင့်အလမ်း50-50ရာခိုင်နှုန်းရှိနေပါတယ်။ဂျိုရှွာဗန်နဲ့ချန်ပီယံအလက်ဇန်ဒါပန်နိုဂျာတို့ရဲ့ UFC ခပတ်လူပွဲက MMA ပရိသတ်တွေရဲ့ကြားမှာအကြီးအကျယ်စိတ်ဝင်စားမှုမြင်မာနေပြီးတော့အများစုကဒီပွဲကိုပန်နိုဂျာရဲ့ဖိအားပေးမှုနဲ့ဗန်ရဲ့လှိမ့်မြန်တဲ့ထိုးကျိတ်စွမ်းရည်တို့ကိုရှင်ပြိုင်မဲ့အပြိုင်ဆိုင်တိုက်ပွဲဖြစ်သုံးသပ်ကြပါတယ်။ပညာရှင်တချို့ရဲ့အဆိုအရတော့ဗန်မြေပြင်ချမှုကိုခံနိုင်တဲ့စွမ်းရည်ကောင်းမှုပေမဲ့လည်းပန်နိုဂျာရဲ့ဖိအားနဲ့ပြင်းထန်မှုကကွဲပြားနေပြီးတော့ပန်နိုဂျာဟာ BJJ ကျွမ်းကျင်သူဖြစ်လို့ပွဲနောက်ပိုင်းမှာမြေပြင်ချကလေဘေးညှစ်ချုပ်အာနန်စီနဲ့အနိုင်ယူမဲ့အလားအလာကိုပို့ပြီးတော့မြင်ကြပါတယ်။ဗန်ကိုထောက်ခံသူတွေကတော့ဗန်ရဲ့ထိုးကျိတ်စွမ်းရည်ကပန်နိုဂျာထက်သာလွန်ပြီးပွဲစားပွဲမှာမြေပြင်ချုပ်တာကိုကာကွယ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့အဝေးကနေတိုက်ခိုက်မှုတွေနဲ့ထိန်းချုပ်ပြီးတော့အနိုင်ယူနိုင်လိမ့်မယ်။ဗန်ရဲ့အရှိန်ဟုန်ကအချန်ပီယံဖြစ်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီလို့ခံမှန်းထားကြပါတယ်ခင်ဗျာ။